အားလုံးကောင်းလားဟုတ်လား အောင်မကြိုက်တတ်တဲ့ကလေးတွေရှိကြလားဒီနေ့မှာတော့ကလေးရောလူကြီးရောကြိုက်ကြတဲ့အာဟာရလည်းရှိပြီးဘိုက်လည်းဝါတဲ့ဟမ်ဘာဂါလေးလောက်စားကြမယ်အရင်ဆုံးစက်သားပြအရင်စားလုပ်ပါမယ်ပါဝင်ပစ္စည်းအနေနဲ့စက်သားရဲ့ကိုကြိုက်နှစ်သက်ရအသီးနှံလေးရဲ့ပေါ့နော်အသီးနှံထည့်လည်းရသလိုမထည့်လည်းရပါတယ်ကျမကတော့ကလေးတွေကိုကြွေးချင်တဲ့အတွက်အသီးရွက်လေးပါထည့်ကြိတ်ထားပါတယ်အရင်ဆုံးအိုးအပူပေးမယ်ပြီးရင်အသားပြကြော်တဲ့အခါမှာမှုန့်မှုန့်လေးဖြစ်အောင်လို့ထောပတ်လေးကိုသုံးပြီးတော့ကြော်ပါမယ်ပြီးရင်အသားမကျိတ်ခင်ကတက်တက်ဖယ်ထားတဲ့အမျိုးသားတွက်အရေကုန်လေးကိုဘေးနားကနေတွဲကြော်လိုက်မယ်။ကြက်အရေကုန်ကအစီလည်းပြန်ထွက်သလိုကြက်သားနဲ့မှုန့်မှုန့်လေးပါရတဲ့အတွက်တွဲကြော်လိုက်တာပါ။အသားပြားလေးတွေကိုမီးအေးအေးလေးနဲ့ပဲကြော်မယ်။အပေါ်ကျော်လေးတင်းလာပြီးတော့ရွှေရောင်လေးတန်းလာပြီဆိုရင်တော့ကြက်ပါပြီ။ဟမ်ဘာဂါနဲ့တွဲစားဖို့အာလူချောင်းလေးကြော်ပါမယ်။ကျုပ်ဥကိုကြတော့တစ်လုံးချင်းစီမကြော်တော့ဘဲနဲ့အကုန်လုံးကိုခောက်ပြီးတော့ခရုစီလေးနည်းနည်းရဲ့စားလေးနည်းနည်းရဲ့ထည့်ပြီးတော့မွေကြော်လိုက်ပါတယ်။ပူနေတဲ့ကျုပ်အရည်လေးတွေကိုမဆေးဖြစ်ပဲနဲ့ကျမရဲ့သားငယ်ဆုံးလေးကြိုက်မွန်လာဦးမီကြော်ဖို့အတွက်ပြင်လိုက်ပါတယ်။ကဲကျုပ်ကြော်လေးရပြီဆိုတော့ဟမ်ဘာဂါလုပ်ဖို့အတွက်စပြင်ပါတော့မယ်။မုတ်လေးတွေကိုလည်းမွှမွှလေးနဲ့ကျွတ်ကျွတ်လေးပြအောင်လို့ထောပတ်လေးကိုသုံးပြီးတော့ပေါင်မုတ်မီခင်လုပ်ပါမယ်။ကဲပေါင်မုံမွမွလေးလည်းရပြီဆိုတော့မရိုနီစ်နဲ့ခရမ်းကျင်တီဆော့ကိုရောပြီးတော့ပေါင်မုံနှစ်ဖက်လုံးမှာတုပ်လိုက်ပါတယ်မပါမဖြစ်နေနဲ့ cheese အပြားလေးပေါ့နော်ပြီးရင်စောနာပြင်းထားတာလေးတွေကိုတစ်ခုချင်းစီအုပ်လိုက်ပါတယ်အဲ့ဒါဆိုရင်တော့အရသာရှိတဲ့ဟမ်ဘာဂါလေးရပါပြီချက်နီးလေးတွေကြိုက်နေတတ်တယ်ဆိုရင်တော့ like and follow လေးလုပ်ပေးထားပါ